အဲ့ကနာဝဇာစားတာဘယ်လောက်စားလဲသူတို့ပဲအရာလဲချက်ပြုတ်စားတာလားလို့လက်ထပရဘောဇနနမစ္စီစားရနဲ့ပတ်သက်ပြီးတော့မမောရမျိုးမဖြစ်နေအဲ့မှာနတ်တွေကြတော့သူတို့လည်းပဲအစာစားတယ်အစာမစားရင်နတ်ကလည်းအစာစားချိန်ကိုစားရတယ်မစားလို့ရှိရင်သူကသေးတယ်ချိန်လွန်သွားရင်သေးတယ်ဘာလို့လဲဆိုနတ်ရဲ့ခန္ဓာကိုယ်ကအခိုးငွေလိုပဲအမှန်တမ်းတိမ်မွေးတယ်အဲ့ဒါမှအရေးပြောလွယ်တယ်ပျက်စီးလွယ်တယ်ပေါ့နတ်ရဲ့ခန္ဓာကိုယ်လူခန္ဓာကိုယ်ကကြမ်းတမ်းတယ်ကြမ်းတမ်းသည့်အတွက်ကြောင့်ကိစ္စဖြစ်ဘူးလိဖြတ်လုပ်လို့ရတယ်နတ်ခန္ဓာကိုယ်ကအဲ့လိုမရဘူးအငွေတွေလို့အမှန်တမ်းတိမ်မွေးတာဖြစ်တယ်ဒါကြောင့်မို့ခိတ္တဗရောဓိကနတ်ဆိုတာအစာလုံးရင်တည်သွားတဲ့နတ်တွေအပျော်ကျူးပြီးစားရမယ့်အချိန်မေ့သွားလို့အစာရင်ကလောင်ပြီးဆိုတော့မှသူသွားပြီးတော့စားလို့မရဘူးသေတာပဲအဲ့နတ်ကခိတ္တဗရောဓိကနတ်ဆိုအပျော်ကျူးပြီးစားဒါဖြင့်နတ်ကနာဝဇာစားတာဘယ်လောက်စားလဲသူတို့ပဲအရာလဲချက်ပြုတ်စားတာလားလို့ဆိုမဟုတ်ဘူးနတ်ဆိုတာစားမယ်ဆိုရင်လက်ထဲရောက်လာတာသူကလိုက်ပြီးတော့ရှာပြီးတော့စုဆောင်းထားရတာမဟုတ်သူကကံကပေးတာနဲ့မပြောနဲ့တစ်စီတောင်မှပဲအဲ့လိုရတယ်လို့ပြောတာပြိတ္တာတွေပါတောင်ကံပေးထားရင်စားစရာပေါ်လာကံမပေးရင်မရဘူးအဲ့တော့နတ်ကနတ်ဩဇာကိုအတိုင်းတာဘယ်လောက်စားတော့ဆိုတစ်ချက်သားပမာဏစားတယ်လို့စားတယ်မှာဆိုတယ်တစ်ချက်သားပမာဏဆိုတဲ့စကားလုံးကိုဘိလာရပတကလို့သုံးတယ်ဘိလာရပတကဘိလာရပဋ္ဌဆိုတဲ့စကားလုံးကတစ်ချက်သားအလေးချိန်နဝဇဆိုင်တစ်ချက်သားပမာဏစားတယ်လို့ဆိုကြတယ်ပေါ့ကိုယ့်ကိုနတ်ဖြစ်မှာပဲသိကြသိတာလောက်တော့စား